နိုင်ငံကျောင်းခွဲအသစ်ဖြစ်တဲ့81 39နဲ့40ကျောင်းမှာဂျပန်စာကိုအခြေခံကနေစတင်ခြင်းတဲ့သူတွေအတွက်အထူးတင်ကောင်းလာပါပြီရှင်။ဂျပန်စာကို3လတည်ယူပြီးတိုင်းရရှိနိုင်တဲ့ training visa ခွင့်လန်းများနဲ့ student visa ခွင့်လန်းများအကြောင်းကိုအခုပြောင်းရွှေ့ဖွင့်လှစ်လိုက်တဲ့ကျောင်းခွဲမှာမြင်မြန်နိုင်ပါပြီရှင်။ training visa ရဲ့အားသာချက်ကတော့ဂျပန်စာအောင်လက်မှတ်မလိုတဲ့အပြင်ဂျပန်ကိုမြန်မြန်ရောက်ခြင်းနဲ့ပတ်စံမြန်ရှာခြင်းတဲ့သူတွေအတွက်တင်လျော်မှာဖြစ်ပါတယ်။ဒီချက်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတာကဂျပန်မှာကျောင်းတက်ရဲ့အလုပ်လုပ်ခြင်းတဲ့သူတွေအတွက် language school program များလည်းရှိထားတာကြောင့်ဂျပန်စာကိုစ조사တင်ယူခြင်းတဲ့သူတွေအတွက်စာကူရာရှိနေပါတယ်ရှင်။လစဉ် M5, M4, M3 နဲ့တိုကုတဲ့အတန်းများလည်းဖွင့်လှစ်ဖို့ရှိတဲ့အပြင်အင်တာဗျူးအောင်ချက်ကောင်းခြင်းတဲ့သူတွေအတွက်ခိုင်ဝအတန်းများလည်းရှိတာပါတယ်ရှင်။ဒါအပြင်နေ့မှသင်ခဲ့တဲ့စာတွေကိုညဘက်မှာပြန်လည်လေ့လာပြီးဂျပန်ကိုအမြင်ရောက်စေနိုင်မယ့်စာကူရာမန္တလေးကျောင်းခွဲညစာကျောင်းဝယ်များလည်းရှိတာပါတယ်ရှင်။အလုံးမာတဲ့သူတွေအတွက် online ကနေတယောက်နဲ့လို့ရန်ကုန်တောင်ကြီးပခုတ်ကူနဲ့မော်လမြိုင်မြို့တွေမှာလည်းကျောင်းခွဲများဖွင့်လှစ်ထားပါတယ်ရှင်။မန္တလေးကျောင်းခွဲရဲ့လိပ်စာကတော့81 39နဲ့40ကျောင်းမှာဖွင့်လှစ်ထားတဲ့အပြင်နေကလက်သက်ခြင်းတဲ့သူတွေအတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်တွေရောစီစဉ်ပေးပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။